ပကံမှာအသက်ဘေးနဲ့ကြုံနေရချိန်သမီးလေးခိုင်ဟေတာမီကြောင့်ပြန်လည်လွတ်မြောက်လာကြောင်းပြောပြလာတဲ့ခိုင်နှင်းဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရာဟိတမိခင်ကြီးတရုတ်ဆောင်ခိုင်နှင်းဝေကပကံမှာသူမအသက်ဘေးကလွတ်လာတာဟာသူမရဲ့မွေးစားသမီးလေးခိုင်ဟေတာမီကြောင့်ဖြစ်တယ်လို့ပြောလာပါတယ်ခိုင်နှင်းဝေရဲ့ပရာဟိတခီယာမှာစောင့်ရှောက်ထားတဲ့ရင်သွင်းငယ်ပေါင်းများစွာရှိပါတယ်ဒါပေမဲ့အဲ့ဒီကလေးတွေထဲမှာသမီးလေးခိုင်ဟေတာမီကတော့တခြားသောကလေးတွေနဲ့လုံးဝမတူပဲကွဲထွက်နေသူလေးပါသမီးလေးခိုင်ဟေတာမီဟာအမြဲတမ်းလိုလိုမိမိခိုင်နှင်းဝေရဲ့အနားမှာပဲကန်နေတတ်ပြီးအရွယ်နဲ့မလိုက်အောင်အမိဖြစ်သူကိုအကာအကွယ်ပေးခြင်းနဲ့စိတ်ဓာတ်လေးအပြေးအဝရှိနေတတ်ပါတယ်။သူမရဲ့တိတက်လိမ်မမှုနဲ့အမေကိုအရေးတကြီးကြီးနဲ့ကြီးဆိုင်တဲ့အပြုမူလေးတွေကြောင့်ပဲခိုင်နှင်းဝေကိုယ်တိုင်ကလည်းသမီးလေးကိုသွားလျာခီးတိုင်းမှာအမြဲတမ်းအနားမှာခေါ်ထားလိမ့်ရှိပါတယ်။ဒီလိုမျိုးအမေနာအမြဲကန်နေတတ်တဲ့သမီးလေးရဲ့အကြံလေးကပဲတနေ့မှာတော့မိမိခိုင်နှင်းဝေရဲ့အသက်ကိုကယ်တင်ပေးမယ်အကြောင်းဖန်လာခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကဖြစ်စဉ်ကိုပြန်ကြည့်ရအောင်ပါ။ခိုင်နှင်းဝေနဲ့သူမရဲ့ပရာဟိတအဖွေသားတွေဟာပုပ္ပားတောင်ကလပ်မှာအလူပွဲပေးပြီးအပြန်ပကံကိုဗျာဒပန်းဆက်လမ်းကနေပြန်လာခဲ့ကြပါတယ်။လမ်းခီးမှာမြောက်တွေကိုအစာကျွေးခဲ့တဲ့အတွက်လက်ဆေးကျင်တာနဲ့ထမင်းဆိုင်တစ်ဆိုင်မှာကားကိုခဏရန်နာခဲ့ပါတယ်လက်ဆေးပြီးလို့ကားပေါ်ပြန်တက်ခါခရီးဆက်ဖို့ပြင်နေတဲ့အချိန်လေးဟာခိုင်နှင်းဝေတယောက်တေးမင်းနဲ့အနီးကပ်ဆုံးအချိန်လေးလို့ဆိုရမှာပါအဲ့ဒီအရေးကြီးတဲ့အချိန်လေးမှာပဲအမိနာအမြဲကပ်နေတတ်တဲ့သမီးလေးဟေတာမေကမိသမီးကျုပ်ပြုတ်စားခြင်းနဲ့ဆိုပြီးခိုင်နှင်းဝေရဲ့လက်ကိုအတင်းဆွဲထားခဲ့ပါတယ်သမီးလေးပိုက်စားနေပြီဆိုတဲ့အသည့်နဲ့မိခင်ဖြစ်သူခိုင်နှင်းဝေကလည်းကားပေါ်ပြန်မထပ်ဖြစ်တော့ပဲဝန်ထမ်းတွေပါတဲ့ကားကိုရှေ့ကနေကျိုးလွှတ်လိုက်ပြီးသူမကတော့ဆိုင်ထဲမှာကြံခဲ့ကသမီးလေးကိုထမင်းမောင်းနဲ့ကြက်ဥပြုတ်ဝင်ကျွေးနေခဲ့ပါတယ်။အဲဒီလိုသမီးလေးကိုအစာကျွေးရင်ကြံရက်ခဲ့တဲ့အဆုံးဖြတ်ချက်ဟာသူမရဲ့ဘဝမှာအမှန်ကန်ဆုံးနဲ့ကံအကောင်းဆုံးအချိန်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့ကနေကျိုးထွက်သွားတဲ့သူမရဲ့ဝန်ထမ်းတွေစီးနှင်းလာတဲ့ကားဟာ15မိနစ်လောက်အကြာမှာတင်အမည်မသိလက်နက်ကင်အဖွဲ့တစ်ခုရဲ့တားဆီးဖမ်းဆီးခြင်းကိုခံလိုက်ရလို့ပါပဲ။ခိုင်နှင်းဝေရဲ့ဖုန်းထဲကိုဝန်ထမ်းကအဖမ်းခံရကြောင်းမက်ဆေ့ဝင်လာပြီးအဆက်အသွယ်ပြတ်တောက်သွားတဲ့အချိန်မှာတော့အချိန်ကြီးဟာအတော်လေးကိုဆိုးရွားသွားခဲ့ပါပြီ။တကယ်လို့သာသမီးလေးဟေတာမေကကျုပ်ပြုတ်ပူစားပြီးဆွဲမထားခဲ့ဘူးဆိုရင်ခိုင်နှင်းဝေကိုယ်တိုင်လည်းရှေ့ကားနဲ့အတူပါသွားပြီးအခုလိုအချိန်မှာဖမ်းဆီးခံထားရတဲ့ဒဇာကန်တယောက်ဖြစ်နေမှအသေးချပါပဲ။ပြန်ပေးဆွဲတဲ့အဖွဲ့ကဒေါ်ခိုင်နှင်းဝေကိုလာရောက်ရေးယူဖို့ဆက်သွယ်ခေါ်ဆိုခဲ့ပေမဲ့အချိန်ကြီးအရအရာသူမတော်ရောက်ခဲ့ခြင်းမရှိပဲအဝေးကနေသာအကောင်းဆုံးညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။ကံကောင်းထောင်းဝါစွာနဲ့ပဲဖမ်းဆီးခံထားရတဲ့ဝန်ထမ်းတွေဟာညနေပိုင်းမှာဘေးကင်းလုံခြုံစွာနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုပြန်လည်သုံးသပ်ကြည့်ရင်ခိုင်နှင်းဝေပြုခဲ့တဲ့ပရာဟိတကုသိုလ်ကံတွေကသူမကိုဆောင်ရှောက်ခဲ့တယ်လို့ဆိုနိုင်သလိုလက်တွေမှာသူမကိုအသက်ဘေးကနေကယ်တင်ပေးလိုက်တာကတော့သူမအမြဲတမ်းအနားမှာခေါ်ထားလေးရှိတယ်။ချစ်စရာသမီးငယ်လေးခိုင်ဟေတာမီရဲ့နှက်ခမ်းလေးကထွက်လာတဲ့ကြောက်ပြုတ်စားခြင်းလေးဆိုတဲ့ဇာတ်ကားလေးတစ်ခွန်းကြောင့်ပဲဖြစ်ပါတယ်။ဝေစားသမီးလေးဆိုပေမဲ့အမေဖြစ်သူကိုအလိုလျောက်ကာကွယ်ပေးသွားတဲ့ဒီဖြစ်ရလေးဟာကြားရသူရန်အတွက်ဝမ်းသာစရာပါပဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝေပြန်လွတ်လာတဲ့အပေါ်မိမိတို့ရဲ့အမြင်လေးတွေကိုကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်